မိမတယောက်ရေချိုးတိုင်းသူမအကိုဓာပညာလေးကျင့်နေတာကိုလှို့ဝှက်ကြည့်လေးရှိတယ်အကိုကအသက်ငယ်သေးပေမဲ့လက်နက်ဓာတ်ကိုလွယ်လွယ်ကူကူဖန်တီးနိုင်တာကြောင့်ဖခင်ကအမြဲချီးကျူးနေတတ်တယ်ဒါကိုမြင်တိုင်းသူမရင်ထဲမှာမနာလိုစိတ်ပြင်းပြင်းထန်ထန်ဖြစ်လာတယ်ဖခင်နဲ့အကိုတွေထွက်သွားပြီးနောက်သူမလည်းကိုလက်ထဲရှိတဲ့တုတ်ချောင်းစားတန်နဲ့ဓာပညာကိုစမ်းလေ့ကျင့်ကြည့်တယ်အကိုလိုအရန်ကျူးစားပေမဲ့ဘာအပြောင်းလဲမှမပေါ်ဘူးဒီအခြေအနေကိုမြင်ပြီးသူမအလွန်စိတ်ပြတ်သွားတယ်ကိုတကယ်ပဲဓာပညာအတွက်အရေးချင်းမရှိတာလားလို့ကိုမေးမိတယ်ဒါပေမဲ့သူမလှည့်ပြီးထွက်သွားချိန်မှာပဲမိမိဖန်တီးခဲ့တဲ့ဓာတ်စွမ်းအင်ကမြေပြင်ပေါင်ကိုအကြီးမားဆုံးအပေါက်တစ်ခုဖောက်ထွင်းသွားတယ်။အဲ့ဒီဓာတ်စွမ်းအင်ကအဝေးကတကားကြီးကိုတောင်နှစ်ချမ်းခွဲပြလိုက်တယ်။ဒီမြင်ကွင်းကိုသူမဘေးမှာရှိတဲ့ဝူရှင်ကမြင်သွားတယ်။ဒါကြောင့်မဲသူမဓာတ်ပညာမှာအလွန်ထူးချွန်လာကိုသိသွားတယ်။တုတ်ချောင်းကွဲလေးနဲ့တော့ဓာတ်ပညာကိုအသုံးချနိုင်တယ်။ဝူရှင်ကသူမကိုခေါ်ပြီးသူ့ဆရာသူပေးနိုင်မလားလို့တောင်းဆိုတယ်။ဒါပေမဲ့သူမကချက်ချင်းငင်းလိုက်တယ်။အကြောင်းကတော့သူမဖခင်ကကလေးဘဝကတည်းကမိန်းကလေးဆိုပြီးမကြိုက်ခဲ့လို့ပဲ။သူမအခုလိုချင်တာကချူမီသားဘူးရဲ့ဓာတ်ပညာကိုအမြင့်ဆုံးအဆင့်အထိလေ့ကျင့်ပြီးဖခင်ကိုတက်ပြီးပြချင်တာပဲ။ဒီအကြောင်းကိုကြားပြီးဝူရှင်ရဲ့ဖခင်ကအရန်ဒေါသထွက်သွားတယ်။ဒါပေမဲ့မလုပ်လို့မရပဲကြောက်စိမ့်ပူတီတစ်ခုကိုမိန်းကလေးကိုပေးလိုက်တယ်။ဒီပူတီကိုချိုးလိုက်ရင်ငါလာခေါ်မယ်လို့ပြောခဲ့တယ်။ဒါပေမဲ့မထင်မှတ်ပဲအဲ့ဒီညမှာပဲဝူရှင်ကချူမီသားစုရဲ့အမွေအနှစ်အားလုံးကိုကိုပိုင်ယူခြင်းလို့မိန်းကလေးကိုတတ်ဖို့ဆုံးဖြစ်လိုက်တယ်။သူမကိုမိသားစုဖျားကန်းကိုခေါ်သွားပြီးသူမရှိမှာပဲချူမီသားစုရဲ့ဘိုးဘွားပြားကိုမီးရှို့လိုက်တယ်။ဖခင်ရောက်လာချိန်မှာတော့ကိုလက်ကိုမီးထဲထည့်ပြီးမီးလောင်တယ်လို့ပြုလုပ်ကအဖြစ်အားလုံးကိုမိန်းကလေးအပလို့လွှဲချလိုက်တယ်။မိန်းကလေးဘလောက်ကာကွယ်ပြောဖခင်ကစားကိုပဲယုံပြီးကိုသမီးကိုလိန်ညာနေတယ်လို့ထင်ခဲ့တယ်။မိသားစုဥပဒေအရသူမကိုအပြစ်ပေးခဲ့တယ်။သူမကမိခင်ကကိုဘက်ကပြောပြီးမယ်လို့ထင်ပေမဲ့မိခင်ကပါသူမကိုမနာခံသူလို့ပြစ်တင်လိုက်တယ်။အချစ်ဆုံးဖိတ်သားတောင်ရန်ဒီဘက်ကိုရက်တည်သွားတယ်။အဲ့ဒီလိုနဲ့ဖခင်ကသူမကိုနောက်တောင်တန်းမှာပိတ်လောင်ထားလိုက်တယ်။နေ့တိုင်းနာကျင်မှုအမျိုးမျိုးခံစားခဲ့ရတယ်။ကံကောင်းတာကသူမမှာဖီနစ်ကိုခန္ဓာရှိလို့အသက်ရှင်နိုင်ခဲ့တယ်။ဒီလိုနဲ့10နှစ်ဆိုတာမျက်တခတ်ပဲမဲ့ကွန်သွားတယ်။ရန်ဒီကချူမီသားစုရဲ့ငယ်ရွယ်သောမိသားစုခေါင်းဆောင်ဖြစ်တော့မယ့်အချိန်မှာဖခင်ကရွာပေးလိုက်တယ်။ကို့အခန်းကိုပြန်ရောက်တဲ့အခါ10နှစ်လုံးဘသူမှမဝင်လာခဲ့တာကိုတွေ့လိုက်တယ်။အဲ့ဒီနှစ်ကဖခင်ပေးခဲ့တဲ့ကြောက်စင်းပူတီကိုလည်းတွေ့လိုက်တယ်။ပူတီကိုချိုးမလားမချိုးဘူးလားစဉ်းစားနေချိန်မှာပဲတကားအဖေဘက်ကမိဘနှစ်ယောက်စကားပြောတန်ကြားလိုက်ရတယ်။မင်းအမေကမင်းကိုကလေးဘဝကတည်းကပြုစုလာတာ။သူ့စိတ်ထဲမှာမင်းကကို့သားထက်တောင်ပိုနီးစပ်တယ်။မင်းကလေးတယောက်ကိုဒီလောက်လှုပ်ပေးထားတာလုံလောက်ပြီလား။မင်းမဲချူမီသားစုရဲ့တကယ့်အမွေစက္ကန့်စိမ့်ပဲ။မင်းရဲ့ညာလက်ပြန်ကောက်လာရင်ချူမီသားစုရဲ့ဂုံတိတ်ခါကိုပြန်တင်စေချင်တယ်။ဒီစကားတွေကြားပြီးမိန်းကလေးရဲ့နှလုံးသားလုံးဝကွဲကျဲသွားတယ်။မိဘတွေကကို့ကိုတခါမှမချစ်ခဲ့ဘူးဆိုတာနားလည်သွားတယ်။ဒါကြောင့်လက်သေးရှိတဲ့ကြောက်စိမ့်ပူတီကိုအားကြီးနဲ့ချိုးပစ်လိုက်တယ်။ဒီအိမ်မဲမိသားစုကထွက်ခွာဖို့အချိန်တိုက်တယ်။အခြားဘက်မှာရှိတဲ့အဖိုးကြီးက10နှစ်ကြာစောင့်နေခဲ့တယ်။နောက်ဆုံးမှာတော့ပူတီချိုးတဲ့နေ့ကိုစောင့်မိရချက်ချင်းပဲသူ့တစ်ဖက်ကိုခေါ်ပြီးဓာဝင်ငင်ကိုနိုးထားစေဖို့လိုအပ်တဲ့ဆေးဖတ်တွင်အပင်တွေပြင်ဆင်ခိုင်းလိုက်တယ်။3ရက်ကြာတော့မှသူကိုယ်တိုင်ကပဲမိန်းကလေးကိုလာခေါ်တယ်။ရန်ဒီမွေးနေ့ဟာလေသူကိုချူမီသားစုရဲ့မိသားစုခေါင်းဆောင်အဖြစ်ခန့်အပ်တဲ့နေ့ပဲ။ဖခင်ကကိုယ်တိုင်ချူမီသားစုရဲ့ဓာပညာကိုလက်ဆောင်အဖြစ်ပေးလိုက်တယ်။မိခင်နဲ့အကိုကြီးလည်းကိုယ်ပိုင်လက်ဆောင်တွေပေးခဲ့တယ်။ဒီအားလုံးကိုမိန်းကလေးကမြင်နေတယ်။ဒါပေမဲ့မကြခင်ထွက်သွားမယ်ဆိုတာသိလို့စိတ်မထားတော့ဘူး။ထွက်မဲ့အချိန်မှာဖခင်ကတွေ့ပြီးအကိုမွေးနေ့မှာလက်ဆောင်မပြင်ဘူးလို့အပြစ်တင်လိုက်တယ်။အဲ့ဒီအချိန်မှာသူမအတွက်ဒီအရာတွေကိုဂရုမစိုက်ချင်တော့ဘူး။လှည့်ပြီးထွက်သွားချိန်မှာတည်းဖိတ်သားဖြစ်အကိုကြီးကတားလိုက်တယ်။သူကမိသားစုခေါင်းဆောင်အစ်ကိုကူညီချင်တယ်ဆိုပြီးမိန်းကလေးနဲ့လက်ထပ်မဲ့စာချုပ်ကိုဖျက်သိမ်းလိုက်ဖို့တောင်းဆိုလိုက်တယ်။ဟာအောင်ရှိမငါအသက်ကိုကယ်ထားတာငါသူ့ဘက်ကိုမထောက်ပံ့ရင်ဘလို့ဖြစ်မလဲမင်းကအရန်မကြောစေဘူးဒီစကားကြားပြီးမိန်းကလေးကရဲစကားကောင်းတယ်လို့ပဲခံစားလိုက်ရတယ်အဲ့ဒီအချိန်တုန်းကအကိုကြီးကအပြင်းထန်နာမကြဆရာဝန်အားလုံးမကယ်နိုင်ဘူးသူမှပဲကိုယ်နှလုံးသွေးကိုအသုံးပြုပြီးဆေးလုပ်ခဲ့လာ3ရက်တန်းတိုင်းမအိတ်မနာပြုစုခဲ့လို့ပဲအကိုကြီးအသက်ရှင်လာနိုင်ခဲ့တာဖြစ်တယ်